အားလုံးပဲမင်္ဂလာပါဒီကနေ့ဒါကျွန်တော်တို့ပင်လောင်းမြို့ပေါ့နော်ညနေ9နာရီခွဲညတွေ့ရတဲ့အနေထားလေးပဲဖြစ်ပါတယ်ဒါကျွန်တော်တို့နယ်မြို့ဆိုတော့ညနေခင်းဆိုလို့ရှိရင်လူတွေကလမ်းပေါ်တွေတိတ်မထွက်ကြဘူးပေါ့နော်နောက်တစ်ခုကလမ်းပေါ်မှာတိတ်မတွေ့ဘူးဆိုတာကကျွန်တော်တို့ဒီနယ်မြို့ဒါကျွန်တော်တို့ဒီပင်လောင်းမြို့ပေါ့နော်အရန်အေးတယ်ဗျညနေဆိုလို့ရှိရင်လေဒါဆိုရင်ကိုယ့်အိမ်မှာကိုမီးလုံတာဒီဘူး sorry ဒီပြောမလို့နှွေးထွေးအောင်ပေါ့နေကြတာပေါ့အဲကြောင့်အပြင်မှာတိတ်မတွေ့ရတာဒါဆိုလို့ရှိရင်ကျွန်တော်တို့တောင်ဘက်ကနေမြောက်ဘက်ကိုသွားတာပါဒါကျွန်တော်ဒီနေ့လမ်းကြုံလို့ရိုက်ပြပေးနေတာပဲဖြစ်ပါတယ်ခင်ဗျဆိုင်နေဆိုလို့ရှိရင်လဲဒါအကုန်လုံးနီးပါတလောက်ပေါ့နော်ဒါဘယ်လိုပြောမလို့ပိတ်နေကြပြီဗျခုနမီးမထိုးတော့မောင်းနေတယ်လို့အခုကျွန်တော်ကာမီထထိုးထားတယ်ကာမီထိုးတော့နည်းနည်းလေးဟိုထင်တာမြင်တာလေးမြင်ရတာပေါ့ဗျနော်လမ်းပေါ်မှာလူတွေတော်လာတိတ်မရှိပေါ့နော်မြို့ကြီးလိုမျိုးမဟုတ်ဘူးဗျဒါဆိုလို့ရှိရင် EPC ရှေ့ရောက်နေပါပြီမကြခင်ဒါပင်လောင်းမြို့မှာဈေးပေါ့နော်ဆိုင်တွေဆိုလည်းအကုန်လုံးကြည့်ပါဦးဗျလူလည်းမရှိသလိုဘာမှလည်းမရှိတော့ဘူးလမ်းပေါ်မှာဒါ9နိုင်ခွဲပဲရှိတယ်နော်ဒါဟိုဒါဒီနေ့မီးလာတော့ပေါ့နော်ကျွန်တော်ဒါရိုက်ပြပေးနေတာပဲဖြစ်ပါတယ်ခင်ဗျပင်လောင်းမြို့နဲ့ပတ်သက်ပြီးတော့အမှတ်တရလေးတွေရှိတယ်ဆိုလို့ရှိရင်လည်းကွန်မန့်မှာဝင်ရောက်ပြီးတော့ရေးသားနိုင်ပါတယ်ခင်ဗျဒါဈေးအပေါ်နားရောက်ပါပြီရှင်းနေဆက်သွားရင်ဒါဈေးနောက်ဘက်ကနေဆင်းသွားတဲ့လမ်းပေါ့နော်ကျွန်တော်ကတော့ဒါဟိုဘက်အဆုံးထိပေါ့နော်မြို့ရဲ့အဆုံးထိကျွန်တော်ရိုက်ပြပေးမှာပဲဖြစ်ပါတယ်ခင်ဗျဒါကတော့ကျွန်တော်တို့စီးုံအောက်နားရောက်နေပါပြီတချို့လမ်းမီးတွေကပြောမလို့နည်းနည်းမောင်နေပါတိတ်မမြင်အောင်ပေါ့နော်အဝေးတိတ်မမြင်အောင်အဲတာကြီးအမြင့်ရောက်နေလို့လားမသိဘူးတိတ်ပြီးတော့မမြင်အောင်ပေါ့နော်လမ်းမီးတချို့နေရာတွေလမ်းမီးမရှိဘူးအဲကြောင့်လမ်းပေါ်မှာနည်းနည်းမောင်နေတာဒါရှေ့မှာဆိုလို့ရှိရင်ဒါဥပဖြူကိတ်နာပေါ့ကိတ်နာဝန်းကျင်မှာကျတော့ကိတ်တွေဖွင့်သေးတယ်ပြီးတော့ဒီမှာနည်းနောက်ကျတဲ့ဆိုင်ဆိုလို့ရှိရင်မငယ်ကြီးပေါ့နော်ကျွန်တော်တို့ဒါညာဘက်ကမငယ်ကြီးဆိုင်ဆိုလေနောက်ကျမှာပဲပိတ်တာပေါ့နော်ကဲရင်များတကူဝယ်ချင်တယ်လို့ရှိရင်ဒီမငယ်ကြီးဆိုင်မှာဆိုလို့ရှိရင်ဒါနည်းနောက်ကျမှာပိတ်တဲ့ကြောင့်ဒီမှာလာပြီးဝယ်မယ်ဆိုရင်ဒါကျင်းတွေရတာပေါ့ဗျာတချို့ဆိုင်ပိတ်တာကကြာနေပါပြီဗျဒါကတော့ဝမ်ဝိုင်းလေရှိရောက်ပြီပေါ့ဒီထဲမှာတော့နည်းနည်းလေးလူတွေပြန်တွေ့လာတယ်ဗျမလာဘူးကျွန်တော်ရိုက်ပြရင်လည်းလုံးဝမောင်ပြီလို့လေခုနကျွန်တော်ဒါဟောမီးလာတဲ့ချိန်စောင့်ရင်းနဲ့ဒါကျွန်တော်ရိုက်ပြပေးနေတာပဲဖြစ်ပါတယ်ဗျဒါတော့တင်းပြက်မွေးရှိပေါ့ဘုရားကြီးကံရှိနာမှာဗျဘုရားကြီးကံမှာလူတွေရောရှိသေးလားမသိဘူးနော်လမ်းလျှောက်နေတဲ့လူတွေရောသိမတွေ့ရဘူးဗျဟောဆိုင်တော့ရှိသေးတယ်ဘုရားကြီးရှိမှာကျွန်တော်တို့ညဈေးတန်းပုံစံလေးတွေရှိတယ်ဗျဘယ်တော့မှညဈေးတန်းရှိလားလို့မေးတဲ့သူတွေအတွက်ပေါ့နော်ဒါဘုရားကြီးရှိမှာရှိပါတယ်လို့ပြောပြစေခင်ဗျအဲ့မှာကတော့ဆိုင်4-5-6ဆိုင်ရှိပါတယ်ဗျဟာဒါဟိုမုတ်ပဲဒီဇာလေးတွေရောက်ချနေတာရှိပါတယ်ခင်ဗျဘယ်လောင်းရောက်ခဲ့ရင်လည်းဒါညနေလမ်းလျှောက်ဖို့ထွက်လာမယ်နေရာတစ်ခုလေးပေါ့နော်ဒါကတော့ဗန်းဖယ်ရောက်နေပါပြီဒါကတော့ဗန်းဖယ်ပါဟောဗန်းဖယ်မှာနည်းနည်းလေးသူတွေတိတ်မတွေ့ရပြန်ဗျခုနနည်းနည်းရှိတဲ့နေရာကျတော့ဒီမြို့လေပေါ့နော်အွန်လိုင်းလေနဲ့ဒီကားကိတ်တစ်လျှောက်ပဲလူတွေလမ်းသွားလာရှိတယ်ဗျတပြည့်နေရာတွေတော့တိတ်မရှိတော့ဗျကြပြပင်လောင်းမျိုးကဒီလောက်လေးပဲရိုက်ပြပေးမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကြောင့်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ခင်ဗျ